ဖျားရှင်ဟာကူးဆိုရင်တော့တတ်တော်80တဲကိုဝင်နေခဲ့ပါပြီဖျားမဖြစ်မီ6နှစ်တာကာလလုံးဒုက္ခရစရိယာအကျင့်ကိုစင်ရပင်ပန်းစွာကျင့်တော်မူခဲ့ပြီးတော့ဖျားဖြစ်ပြီးနောက်ပိုင်းမှာလည်း45နှစ်လုံးလုံးတရားဝါများကိုခြေချိုးပေးတော်မူခဲ့ပါတယ်ဒါကြောင့်ဖျားရှင်ရဲ့ခန္ဓာကိုယ်ကလည်းအလွန်တရာပင်ပန်းတော်မူနေခဲ့ပြီဖြစ်ပါတယ်ဒါအောင်မကြည့်ရနိုင်တဲ့ရှင်အာနန္ဒာကသာသနာတော်ဝင်တွေကိုအခြားထေကြီးဝါကြီးတန်ဃာတော်များထံလွှဲအပ်ပေးဖို့ရှောက်တင်ခဲ့ပါတယ်ဒီကမှာဘုရားရှင်ကတိတ်မကြခင်မှာအားထဆုံးတာဝကတွေဖြစ်ကြတဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ဟာသာသနာတော်ကိုဘုရားရှင်ကိုစားဥဆောင်တဲ့သူတွေဖြစ်လာလိမ့်မယ်လို့မိန့်ခဲ့ပါတယ်ရှင်သာရိပုတ္တရာကိုတော်ရဲ့ညာလည်းုံဖြစ်ပြီးတော့ရှင်မောက္ကလန်ကတော့ဘယ်လည်းုံဖြစ်ကြောင်းမိန့်တော်မူခဲ့ပါတယ်ဘုရားရှင်ကဘေးနာကရှင်အာနန္ဒာကိုအားပြုပြီးတော့ရှောက်လာခဲ့ရကကိုပြင်းတဲ့ခလုတ်တိုက်မိကခြေမတော်ကနေသွေးစိမ့်ရှင်ရှင်ထွက်သွားခဲ့ပါတယ်ရှင်အာနန္ဒာကလည်းဘုရားရှင်ရဲ့တရားကိုကြည့်နေတော့မှရဟန်းတစ်ပါးငိုကြီးချက်မနဲ့ရောက်လာခဲ့ပြီးရှင်မောက္ကလန်ပြန်လွန်တော်မူသွားပြီဖြစ်တဲ့အကြောင်းကိုလောက်လျှောက်ထားခဲ့ပါတော့တယ်ဘုရားရှင်ကလည်းယဟန်ကိုနှစ်သိမ့်စကားဆိုခဲ့ပြီးတော့ရှင်မောက္ကလန်ရဲ့ဇာပနာပွဲကိုကိုယ်တိုင်ဦးစီးကပြုလုပ်ပေးတော်မူခဲ့ပါတယ်ဇာပနာပွဲမှာဘုရားရှင်ကရှင်မောက္ကလန်ဟာသာသနာအာဇာနည်တဦးဖြစ်တာကြောင့်မျက်ရည်မကျဘဲနှုတ်ဆက်ပေးတင်ကြောင်းတောင်းလောင်နေတဲ့မီလီယံများလိုပဲရှင်မောက္ကလန်ဟာထွန်းလင်းတောင်းပခဲ့သူဖြစ်ပြီးအားလုံးအတွက်အားကြဂုဏ်ယူဝယ်ပုံကိုယ်သူဖြစ်ခဲ့ကြောင်းနောက်ခါမှာလူများအတွက်အမှတ်ရစရာဖြစ်စေဖို့ကျွင်းကြံခဲ့တဲ့ရိုးပြာကိုထားပနာပြီးတော့ဇေဒီတဆူတဲတင်ကြောင်းမိန်ကြားခဲ့ပါတယ်နောက်တရက်မှာဘုရားရှင်ရွာကြနေစဉ်မှာရဟန်းတစ်ပါးရောက်လာခဲ့ပြီးတော့ကျောင်းတော်စီကိုဧည့်သည်တူရောက်နေကြောင်းနဲ့ရှင်သာရိပုတ္တရာစီကသတင်းစကားကိုယူဆောင်လာခဲ့ကြောင်းရှောက်ထားခဲ့ပါတယ်ဘုရားရှင်ကျောင်းကိုပြန်လာချိန်မှာတော့အမျိုးသားဖြစ်သူကဝမ်းနေစွာနဲ့ရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်ဆံဝင်သွားပြီဖြစ်ကြောင်းကိုရှောက်ထားခဲ့ပါတော့တယ်ရှင်သာရိပုတ္တရာမိခင်ဖြစ်သူကိုနေရောညပါပြုသူဆောင်ရှောက်ခဲ့ပြီးရက်အတော်ကြာမှမိခင်ဖြစ်သူကွယ်လွန်သွားခဲ့ကြောင်းနောက်ရက်မှာတော့ဘုရားရှင်ပြိဋိနိဗ္ဗာန်မပြုမီရှင်သာရိပုတ္တရာကဥစွာပြိဋိနိဗ္ဗာန်ပြုတော်မယ်အကြောင်းကိုမိန့်ကြားခဲ့ကြောင်းခန္ဓာဝင်ချပြီးတဲ့နောက်မှာသူ့ရဲ့အယိုးပြအိုးတပိတ်နဲ့သင်္ကန်းတွေကိုဘုရားရှင်နဲ့ပို့ဆောင်ပေးဖို့မှာကြားခဲ့ကြောင်းကိုရှောက်ထားခဲ့ပါတယ်သာသနာအတွက်အားထားဆုံးနောင်တော်ကြီးနှစ်ပါးလုံးနိဗ္ဗာန်လမ်းကိုဆံမြန်းသွားကြပြီမို့လို့ရှင်အာနန္ဒာလွန်စွာပဲဝမ်းနေနေခဲ့ပါတယ်ရှင်အာနန္ဒာကသူ့ရင်ထဲကပူဆွေးသောကတွေကိုဘုရားရှင်ထံလျှောက်ထားတဲ့အခါမှာဘုရားရှင်ကဘာကြောင့်လဲအာနန္ဒာရှင်သာရိပုတ္တရာဟာတင့်ရဲ့အကျင့်သိက္ခာတွေအသိအမြင်တွေလွတ်လပ်မှုတွေကိုယူသွားခဲ့လို့လားဆိုပြီးတော့မေးတော်မူပါတယ်အာနန္ဒာကသူ့ရဲ့အကျင့်သိက္ခာနဲ့အသိအမြင်တွေကိုယူမသွားပေမဲ့အားလုံးရဲ့အားကိုးရဖြစ်တဲ့မထေကြီးနှစ်ပါးလုံးပြန်လုံတော်မူပြီးတဲ့နောက်ကျောင်းသင်ခန်းတွေကတိတ်ဆိတ်သွားခဲ့ပြီးတော့ရင်းထဲမှာဖော်မပြတတ်တဲ့ခံစားမှုတွေလည်းဖြစ်ပေါ်နေတယ်လို့ဆိုခဲ့ပါတယ်ဒီခါမှာဘုရားရှင်ကမွေးဖွားခြင်းရဲ့အနောက်မှာသေခြင်းတရားဆိုတာကအရေးလိုလိုက်နေကြောင်းလူတိုင်းဟာမိမိချစ်ရသူတွေနဲ့တနေ့မှာသေချာပေါက်ခွဲခွာမှာဖြစ်ကြောင်းအရာအားလုံးကမမြဲသောသဘာဝတရားတွေဖြစ်လို့ဘယ်အရာကိုမှတွေ့တာဖို့မတင်ကြောင်းနေထွက်ပြီးရင်လည်းနေဝင်ရမှာဖြစ်ပြီးတော့မွေးဖွားလာရင်လည်းသေဆုံးခြင်းဟာရှောင်လဲလို့မရတဲ့အရာဖြစ်ကြောင်းစုံမစကားဆိုကနှစ်သိမ့်ပေးခဲ့ပါတော့တယ်ညပိုင်းမှာတော့ဘုရားရှင်ဟာကောင်းကင်ကိုမောကြည့်လိုက်ချိန်မှာခမဲတော်သုတ္တရဏမင်းကြီးမိရွေးတော်ဂေါတမီရတောရယာယာဟုလာဒေဝဒတ်မင်္ဂလာဒရိုနာဒန်စန္ဒတချိန်ကဆရာသခင်ယတိများသူဇာတာရှင်ဂေါတိညရှင်မောက္ကလန်ရှင်သာရိပုတ္တရာအစရှိတဲ့ကွယ်လွန်အနိစ္စရောက်သွားသူတွေရဲ့ပုံရိပ်များကိုပြန်ပြီးတော့မြင်အောင်နေမိပါတယ်ယခုဇလန်းထဲမှာတော့ထိုသူတိုင်းရဲ့တေဆုံးခန်းကိုရိုက်ပြထားခြင်းမရှိတာကြောင့်ကျွန်တော်တို့ရဲ့မြန်မာဗုဒ္ဓဝင်တွေကအချင်းချင်းကောက်နှုတ်တင်ပြလိုပါတယ်ဘုရားရှင်ဝေသာလီပြည်မှာသတင်းသုံးနေစဉ်သုတ္တရဏမင်းကြီးနာမကျမ်းဖြစ်တော်မူတာကြောင့်ကပိလဝုပြည်ကိုပြန်ကြွကတရားဟောကြားခဲ့ရပြီးမင်းကြီးကတရားနာရွေးနဲ့လူဝတ်ကြောင်ဘွားနဲ့ပဲရဟန္တာဖြစ်ကိုရောက်ရှိကပြိဋိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်မိရွေးတော်ဂေါတမီကတော့တတ်တော်120အရွယ်မှာဘုရားရှင်ထံမှာပြိဋိနိဗ္ဗာန်ပြုတော်မယ်အကြောင်းကိုလောက်လျှောက်ထားကအဲဒီနောက်ဘိက္ခုနီကျောင်းတိုင်းမှာပဲနောက်လိုက်ဘိက္ခုနီများစွာတို့နဲ့အတူပြိဋိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်ရတော်တရားလည်းတတ်တော်82နှစ်အရွယ်မှာဘုရားရှင်နဲ့ပြိဋိနိဗ္ဗာန်ပြုတော်မူအကြောင်းလောက်လျှောက်ထားပြီးတော့နောက်လိုက်ဘိက္ခုနီများစွာတို့နဲ့အတူပြိဋိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်ရှင်အာဟုလာကတော့အသက်35နှစ်အရွယ်မှာရဟန္တာဖြစ်ကိုဆက်ရောက်ခဲ့ပြီးတာဝရိန်သာနတ်ပြည်မှာပြိဋိနိဗ္ဗာန်ပြုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာဗုဒ္ဓဝင်ရဆိုရင်တော့ဖွားဘက်တော်စန္ဒအမတ်ကတော့ဘုရားရှင်ပြိဋိနိဗ္ဗာန်ပြုပြီးတဲ့နောက်ပိုင်းမှာအနတ္တသဘောကိုဆင်ញင်မိကယဟန္တာဖြစ်ကိုဆက်ရောက်ခဲ့တာဖြစ်ပါတယ်ဘုရားရှင်ကကောင်းကင်ကိုစိုက်ကြည့်နေတာကြောင့်ရှင်အာနန္ဒာကအကျိုးကြောင့်မေးတဲ့အခါမှာဘုရားရှင်ကကောင်းကင်ပြေမှာငြိမ်းချမ်းသွားကြပြီဖြစ်တဲ့သူတွေရဲ့မျက်နှာကိုမြင်အားကြောင့်မိန့်ခဲ့ပါတယ်အဲနောက်အာနန္ဒာကိုမနှက်ဖြန်မနှက်မိုးတောက်တာနဲ့ဝေသာလီကိုခီးထွက်ဖို့ပြင်ဆင်ထားပါလို့မှားကြားကကျောင်းသင်ခန်းထဲကိုဝင်သွားခဲ့ပါတယ်ထွက်သွားတဲ့ဘုရားရှင်ရဲ့ကြောပြင်ကိုကြည့်ကရှင်အာနန္ဒာကလက်ယုံနှစ်သွဲဆုံးရှုံးခဲ့တာတော့မှအရှင်ဘုရားမယိုင်မလဲရက်တည်နိုင်ခဲ့တယ်အရှင်လောင်ကြန့်ခိုင်သူမရှိနိုင်တော့ပါဘူးဘုရားရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့အတွက်တပည့်တော်တော်ဒီလောက်ဝမ်းနေနေရတာအရှင်ဘုရားအားလုံးပေါ်တနာကျူးနာပူကြီးမှပါတယ်ပို့ပြီးခံစားမှာပေါ့လို့ဆိုကငိုကြွေးနေမိပါတော့တယ်ဘုရားရှင်ကဝေသာလီမြို့ထဲကတန်ပါလာဇေဒီကိုသွားခဲ့ပြီးတော့ရှင်အာနန္ဒာကတော့ဘုရားရှင်တို့နေရာထိုင်ခင်းပြင်ဆင်ပေးကဇုံငံထွက်သွားခဲ့ပါတယ်
ဘုရားရှင်မကြခင်မှာပြိဋိဘံပြုတော်မှာဖြစ်တာကြောင့်အာယုသင်္ခါဆွန့်လွတ်တော်မူရန်ဒီနေရာကိုရောက်လာခဲ့ခြင်းပဲဖြစ်ပါလေဘုရားရှင်အာယုသင်္ခါလွတ်တော်မူလိုက်တဲ့အခါမဟာပရဝီမြေကြီးကတွတ်တွတ်ခါတုံဟီပြီးကြီးစွာသောငန်လျင်လှုပ်ပါတော့တယ်ရှင်အာနန္ဒာလည်းဘုရားရှင်ကိုစိုးရင်ကအမြန်ပြေးလာခဲ့ပြီးတော့ဘုရားရှင်ဘေးကင်းကြောင်းမြင်ရတဲ့အခါပြင်းထန်တဲ့ငလင်တစ်ခုလှုပ်သွားခဲ့တာကြောင့်ဘလို့အတိတ်နမိတ်မျိုးပါလဲဆိုပြီးတော့မေးလျှောက်လိုက်ပါတယ်ဘုရားရှင်ကအာနန္ဒာကိုအနီးမှာလာထိုင်စေပြီးကိုတော်ဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးဖြစ်ကြောင်းနဲ့နောက်3လကြာတဲ့အခါပြိဋိဘံဆံဝင်တော့မယ်လို့မိန့်တော်မူလိုက်ပါတယ်ဘုရားရှင်ရဲ့စကားအရှင်အာနန္ဒာအတွက်မိုးကြိုးပြစ်ခံလိုက်ရသလိုခံစားသွားခဲ့ရပြီးတော့အရှင်ဘုရားဘာများပြောလိုက်တာပါလဲကျွန်ုပ်နားကြားမှားသွားခဲ့တာမဟုတ်လားဆိုပြီးတော့မယုံနိုင်စွာပြန်မေးလိုက်ပါတယ်ဘုရားရှင်ကဒီနေ့ကစပြီးနောက်3လပြည့်တဲ့အချိန်မှာပြိဋိဘံဆံဝင်တော့မယ်အကြောင်းကိုဒုတိယအချိန်မိန့်တော်မူလိုက်ပါတယ်ရှင်အာနန္ဒာကတော့ဘုရားရှင်ရဲ့စကားကိုလုံးဝလက်မခံနိုင်ခဲ့ပဲအရှင်ဘုရားတပည့်တော်ရဲ့စိတ်ကိုစမ်းသပ်နေတာမဟုတ်လားဆိုပြီးတော့မေးနေခဲ့တာပါဘုရားရှင်ကလူတိုင်းဟာသေဖို့မွေးဖွားလာတာဖြစ်ကြောင်းကိုတော်ဟာလည်းဗုဒ္ဓဖြစ်သည့်တိုင်ဇရာဆိုတဲ့အိုမေးရင်းရော်မှုကိုလွန်ဆန်၍မရကြောင်းကိုတော်ဟာဘဝခီးရဲ့နောက်ဆုံးအဆင့်ကိုရောက်နေပြီးတော့ရှင်သန်နေထိုင်နေခဲ့တဲ့နှစ်ပေါင်း80တွင်အချိန်ထောင်ပေါင်းများစွာသောနေထွက်ခြင်းတွေနဲ့မရေမတွက်နိုင်တဲ့ယာတိလီလီတွေကိုလည်းဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းရှင်အာနန္ဒာကိုယ်တိုင်လည်းကိုတော်ကိုပြုစုရတာပင်ပန်းလွန်းနေပါပြီလို့မိန့်လိုက်ပါတယ်ရှင်အာနန္ဒာကဘုရားရှင်ကိုအလုပ်တွေပြုရတာအတွက်ဘယ်တော့မှမညှို့ညင်ခဲ့ကြောင်းနဲ့သူ့မှာဘာဖြစ်ရှိလို့များဒီလောကတွေကိုတယောက်တည်းထားသွားမှာလဲဆိုပြီးတော့ငိုယိုလျှောက်ထားပါတော့တယ်ဘုရားရှင်ကရှင်အာနန္ဒာရဲ့လက်ကိုစုပ်ကင်ကဗုဒ္ဓရဲ့တပ္ပညုတဉာဏ်တော်ကိုယုံကြည်ရင်ဒီဆုံးဖြတ်ချက်ကိုလက်ခံမှာဖြစ်ကြောင်းဒီချိန်ကနေနောက်3လပြည့်တဲ့နေ့မှာခန္ဓာဝင်ချတော်မှာဖြစ်ပြီးအာနန္ဒာအတွက်တာဝန်ကြီးတွေကြံရှိနေတာကြောင့်ငိုမနေတင်ကြောင်းအားလုံးသောတန်ဃာတော်အပေါင်းတို့ကိုကျောင်းသင်ခန်းမှာလာစုဝေးဖို့အတွက်လိုက်လံစော်ဩဖို့နဲ့ကိုရောရဲ့နောက်ဆုံးတရားဒေသနာကိုဟောကြားတော်မယ်လို့မိန့်ကြားခဲ့ပါတော့တယ်ဘုရားရှင်ကျောင်းသင်ခန်းကိုပြောင်းတဲ့အချိန်မှာများလာစွာသောတန်ဃာတူကြီးကရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်ဘုရားရှင်ကမြေကြီးတစင်းတစ်ဖွဲစီးဆင်းခဲ့ပြီးတော့ဒီတန်ဃာတူကြီးကတော့မြေကြီးနဲ့အတူပူပေါင်းစီးဆင်းတဲ့မြက်လက်တဲ့ငယ်လေးများပဲဖြစ်ပါတယ်အဲနောက်ဘုရားရှင်ကတရားဒေသနာဟောကြားတော်မူခဲ့ပြီးတော့တာဝကများကတော့ဘုရားရှင်ပြိဋိဘံပြုတော်မယ်သတင်းကြောင့်တရားနာရင်နဲ့ငိုတဲ့သူငိုနေကြပါတော့တယ်ဘုရားရှင်ကသစ္စာ၄ပါးကိုကျင့်ကြံအားထုတ်ပြီးစัจ java လာတိုင်အောင်ပြန်ပွားအောင်ဆောင်ရွက်ကြဖို့စိတ်ကောင်းစေနာကိုမွေးမြူပြီးတော့အများကောင်းကျိုးကိုလိုလားကြဖို့လူတိုင်းကိုကိုချင်းစာတရားထားကြဖို့လောကမှာဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေရှင်သန်နေတဲ့လူတိုင်းမှာဒုက္ခကိုယ်စီရှိကြကြောင်းအနေနဲ့အများသာကွာခြားမှာဖြစ်ပြီးတော့အားလုံးဟာဒုက္ခဆင်းရဲကမလွတ်ကင်းနိုင်ကြောင်းဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားဓမ္မများကိုအမြဲမပြတ်ကျင့်ကြံပွားများကြပြီးလူများကိုလည်းထပ်မံလက်ဆင့်ကမ်းဖို့အဲဒီလိုလက်ဆင့်မှာကမ်းပြီးတရားသဘောကိုသေချာစွာဆန်းစစ်ပြီးမိမိရဲ့နှလုံးသားကလက်ခံနိုင်မှသာထပ်ဆင့်ဖြန့်ဝေဖို့ဘေကုနီများအားလုံးနှလုံးသွင်းထားမှာကမွေးဖွားခြင်းရှိရင်သေဆုံးခြင်းရှိရမည်မှာလောကဓမ္မရာပဲဖြစ်ပြီးတော့အမြဲမပြတ်လဲပတ်နေတဲ့တန်တရားကြီးတွေကနေယုံထွက်နိုင်အောင်ကြိုးစားကြဖို့ကိုတော်ကလည်းအိဋ္ဌတရားကိုမလွန်ဆန်နိုင်ပဲနောက်3လကြာမှပြိဋိဘံပြုမှာဖြစ်ကြောင်းကိုမိန့်ကြားခဲ့ပါတော့တယ်ညပိုင်းချိန်မှာဘုရားရှင်တရားရှုမှတ်နေစဉ်ကျောင်းသင်္ကန်းပြင်ဘက်မှာရှင်နုရုဒ္ဓနဲ့ရှင်အာနန္ဒာတို့ဟာဝေသာလီပြည်ရဲ့ပုံနာကြီးကိုဘုရားရှင်တရားပြဆုံးမတော်မူခဲ့ပုံတွေကိုပြန်ပြောနေကြပါတယ်။တင်းရဲ့ယူဆတွေကရောထွေးနေပြီ။တင်းကအတိတ်ဘဝနဲ့နောင်ဘဝတွေရှိကြောင်းလက်ခံယုံကြည်ပြီးဝိညာဉ်ရှိခြင်းကိုတော့ညှင်းပယ်တယ်။ဝိညာဉ်မရှိဘဲနောင်ဘဝဆိုတာဘယ်လိုရှိနိုင်မှာလဲ။တင်းပြောတာမှန်ပါတယ်။ဒါပေမဲ့အဲ့ဒီရာအတွက်ဝီယောဒီဖြစ်စရာတော့မရှိပါ။ဝိညာဉ်မရှိဘဲနောင်ဘဝကိုကူးနိုင်ပါတယ်။ဥမာဖြင့်တရသီးတစ်လုံးရဲ့အစိတ်ကိုမြေမှာစိုက်လိုက်တရပင်ဖြင့်ရှင်သန်ကြီးထွားလာမယ်။အဲ့ဒီတရပင်ကနေတရသီးတွေများစွာထပ်သီးလာလိမ့်။ဒီသဘောတိုင်းပဲလူတွေကလည်းဝိညာဉ်မရှိဘဲနောင်ဘဝကိုကူးကြပါတယ်။ဒါမဲ့တကယ်တမ်းတော့တင်ဟာအဆိုးမြင်သမားပဲ။အရာတိုင်းကမမြဲတဲ့သဘောတရားလို့တင်ဟောကြတယ်။မွေးဖွားခြင်းလဲဒုက္ခ၊သေဆုံးခြင်းလဲဒုက္ခ။အရာရာဒုက္ခတရားလို့မြင်နေတင်ဟာဆိုးမြင်ဝါဒီပဲ။တင်ပြောတာမှန်ပါတယ်။ဒါမဲ့ကိုတော်ဟာဒုက္ခတွေလို့ဟောသလိုဒုက္ခပေါင်းခြုံငိမ့်ကြောင်းကိုလည်းဟောကြားထားတယ်။ပူဆွေးဒုက္ခတွေရဲ့ခြုံငိမ့်ဟာကိုပြတာလို့တဲ့အတွက်ပူဆွေးဒုက္ခကိုဥစွာဖော်ပြတယ်။ဒီလိုဒုက္ခတွေကခြုံငိမ့်ဟာလမ်းစဉ်ကိုညွှန်ပြသူဟာအဆိုးမြင်ဝါဒီဖြစ်မလာနိုင်ပါ။ဒါမဲ့တင်ဟာကဘာကြီးကိုတကွဲတပြားဖြစ်စေတာပဲ။လူငယ်တွေကိုရဟန်းပြုစေပြီးမိသားစုတွေနဲ့ကွဲကွာစေခဲ့တယ်။ကိုတော်ဟာသူတို့ရဲ့မိသားစုကိုစွန့်ပစ်ဖို့မဟောကြားဘူးပါ။အဲ့ဒီစားအလိုရမတ်ကြီးခြင်းကိုစွန့်လွတ်ဖို့နဲ့ရောင်ရဲတင်းနေနိုင်တဲ့ဘဝကိုရရှိအောင်သာဟောကြားခဲ့တယ်